ယေရှုဆိုတဲ့အကြောင်းကိုကြားတယ်မကြားခြင်းဉာဏ်နဲ့မမြင်ကြဘူးမပြောပါနဲ့ကျမအိမ်ကိုသမင်းစားရင်ကျွေးမယ်ဒီယေရှုကြောင့်ကျမကိုမပြောနဲ့ပေါ့ကျမခါတိညှင်းထုတ်ခဲ့တယ်ပေါ့နော်တခါတော့ကျမသားတွေပျောက်သွားတဲ့ခါကျမှကျမကိုဆရာတယောက်ကလာပြောတယ်ဖွားကြီးဝင်နေဖြစ်လို့ရှိရင်ဖွားကြီးဒီခက်ကောင်းလေးပျောက်သွားတာဟုတ်ကျွန်တော်တို့ဖះကိုနည်းနည်းတော့ကြည့်တယ်မီးစမ်းတယ်ဆိုတာမီးကိုကြိုက်မီးစမ်းရတာလားဒါမှမဟုတ်ဘာကိုစမ်းရတာလဲမဟုတ်ဘူးဖွားကြီးဒိဋ္ဌံကြည့်လိုက်ဖွားကြီးဒိဋ္ဌံကြည့်ဗမာလူဗုဒ္ဓဘာသာတို့ပြောဒိဋ္ဌံကြည့်ပေါ့နော်ကျမတို့ခုခရိယန်တို့ပြောမယ်ဆိုမီးစမ်းကြည့်ကဲခင်ဗျားတို့ပြောတယ်ကျမဟိုနေ့ကပဲမီးစမ်းကြည့်မယ်ပေါ့မီးစမ်းကြည့်တယ်ခလေးပြန်တွေ့လို့ချင်းကျမနှစ်ချင်းဝင်မယ်ခလေးမတွေ့ရင်တော့နှစ်ချင်းမဝင်ဘူးလို့အဲ့လိုပြောတဲ့အခါကျတော့နောက်ဘာလို့ဖြစ်လာလဲဆိုတော့ခလေးကကျမဒီမနက်ပိုင်းကိုပြောညနေပိုင်းကျတော့သတင်းရတယ်ပေါ့နော်ဘလို့သတင်းရတယ်ဆိုတော့ဒီခလေးကိုတဲ့အချုပ်နှောင်ခံထားရတယ်တဲ့ဆိုတော့ပို့ပြီးတော့ပူသွားတာပေါ့နော်အချုပ်နှောင်ဆိုတော့ကျမအဲ့ဒါနဲ့ဒီအင်းစင်ကိုတခါလိုက်သွားတဲ့အခါကျတော့သူကတန်းလာပြီးတော့အဲ့ဖះသူတို့ပြောတဲ့ဖះကိုပဲခါပြန်ပြီးဆူတောင်းနေပေါ့နော်တလားမပြည့်ခင်လွတ်ပါလို့သူတို့လွတ်လာတော့ရှင်ကျမနှစ်ချင်းယူမယ်တလားပြည့်ယူမယ်လွတ်မယ်ဆိုနှစ်ချင်းယူဘလောက်ကောင်းမြတ်ပါတယ်ဒီ18ရက်ပဲခံရတယ်ပေါ့နော်ခလေသူများကတက်တိတိဆိုတလားခံရတယ်တဲ့မောင်လေးကိုမှုကကျမသားကြတော့18ရက်ထဲနဲ့လွတ်လာတယ်ဆိုလူတွေအားလုံးအံ့ဩကြတယ်ပေါ့နော်ကျမမီးစမ်းတာပေါ့နော်နောက်